လှည့်စားတတ်တဲ့အမျိုးသမီးကထိတ်တန့်ပွဲတွေကိုဝင်ချင်နေတယ်ဘီလီယံနာတယောက်လိုဟန်ဆောင်ပေမဲ့အပြင်ကလုံခြုံရေးတွေကတားဆီးထားတော့မယ်လှရဲစားတတ်တဲ့အမျိုးသမီးကဝင်ဖို့နီးလန့်ရှာမတွေ့ဘူးတကယ်ဘီလီယံနာကရဲတော့မလို့ပဲအမျိုးသမီးကယောက်ျားတယောက်လာနေတာကိုမြင်တယ်အမျိုးသားကလည်းမိသားစုကြီးတစ်ခုရဲ့အမွေဆက်ခံသူလိုဟန်ဆောင်နေတယ်လှည့်စားတတ်တဲ့လူနှစ်ယောက်ကယောက်ျားရဲ့အထောက်ထားနဲ့စုဝေးနေကြတယ်လှည့်စားတတ်တဲ့အမျိုးသမီးကပွဲတော်ထဲကိုဝင်လာတယ်အမျိုးသားကလှရဲစားတတ်တဲ့အမျိုးသမီးကိုအသုံးပြုပြီးဘီလီယံနာရဲ့လက်ထောက်ကိုသိချင်တယ်မိန်းကလေးကသူတို့နှစ်ယောက်ရဲ့ရေးစရာကောင်းတဲ့အသွင်ပြင်ကိုကြည့်ပြီးပြုံးပြတယ်အမျိုးသားကသူ့ရဲ့အထောက်ထားအစစ်အမှန်ပိုင်ရှင်ကိုပွဲတော်ခန်းမထဲမှာမြင်တယ်ဖော်ထုတ်ခံရမှာကြောက်တယ်အကြောင်းပြချက်ကိုရှာတွေ့ပြီးပွဲတော်ခန်းမကနေချက်ချင်းထွက်သွားတယ်မိန်းကလေးကလည်းသူ့ရဲ့ဘီလီယံနာခင်မွန်းကိုတွေ့တယ်သူမကဘီလီယံနာကိုဘာလို့ဒီမှာပေါ်လာတာလဲလို့မေးတယ်ဘာလို့လဲဆိုတော့သူ့ယောက်ျားကဆင်းရဲသားလို့ထင်နေလို့တကယ်တော့သူမရဲ့တောက်ပြောင်တဲ့အိမ်တော်ရေးမှာယောက်ျားကကဘာပေါ်မှာအချမ်းသာဆုံးပဲမိန်းကလေးကသူ့ယောက်ျားကဝိုင်းပါတီမှာစပွဲထိုးလုပ်ဖို့ရောက်လာတယ်လို့ထင်နေတယ်သူမကသူ့ယောက်ျားကိုနှစ်သိမ့်ပေးတယ်လှရဲစားတတ်တဲ့အမျိုးသမီးကမိန်းကလေးနဲ့ဘီလီယံနာစကားပြောနေတာကိုမြင်တဲ့အခါသူ့ရဲ့တစ်တလုံးအလုတ်လုတ်ချင်တဲ့စိတ်ထားကအယမ်းကောင်းတယ်လို့ပြောလိုက်တယ်သူမလာလဲတယ်စော်ကားပြောဆိုခြင်းနှစ်ယောက်သားကဘီလီယံနာကိုညှင်းပယ်ခံရပြီးနောက်သူမရဲ့ဖက်နှက်တွေကိုတိုက်ပေးဖို့တောင်းဆိုခြင်းလှရဲစားတဲ့အမျိုးသမီးကနှစ်ယောက်ကိုစော်ကားပြောဆိုပြီးထွက်သွားဖို့လှည့်ထွက်သွားတဲ့ဘီလီယံနာကမိန်းကလေးမြင်တော့ကြောက်စရာကောင်းတဲ့အကြည့်နဲ့ကြည့်တယ်သူမကချက်ချင်းပဲနှစ်သိမ့်ပေးတယ်လှည့်စားတဲ့အမျိုးသမီးရဲ့စိတ်ခံစားမှုကြောင့်ဘီလီယံနာမထိခိုက်ပါစေနဲ့မိန်းကလေးရဲ့တင်းတင်းလျောက်ပတ်တဲ့အသွင်ပြင်ကိုကြည့်တယ်ဘီလီယံနာကမိန်းကလေးဟာမကြာခဏအနိုင်ကျင့်ခံရတယ်လို့ထင်နေတယ်သူ့ယောက်ျားအားတွေကိုမိန်းကလေးကိုဒေါ်လာ1 ဘီလီယံတန်လက်ဝတ်ရတနာတွေပေးဖို့စီစဉ်တယ်